မဘလာဒီနေ့မှာဘလာညီမအလီနာနဲ့တူပြီးဆူရှီကလေးဆော့ပြအောင်ဖြစ်ပါတယ်ဆိုတော့ view လေးဆက်ကြမှာဘလာ channel ကို like and subscribe လုပ်ပြီးကြတဲ့ပတောင်းဆိုချင်ပါရှင်ဝါဟင်ပြီးလို့ရှိရင်ဘလာမျက်နှာလေးတောင်အလီနာနေဆော့ရအောင်ဆို Hello အလီနာပါအလီနာဒီနေ့ကကျတော့ပေါ့နော်အလီနာအမနဲ့ဟိုကအလီနာအမနဲ့ပေါ့နော်ဂိမ်းဆော့ပြမှာပါဒီဂိမ်းရကျတော့ပေါ့နော်အလီနာတို့ကဒီဂိမ်းရကျတော့ပေါ့နော်အလီနာတို့မဆော့တာကြာပါပြီမဆော့တာကြာလို့ပေါ့နော်အလီနာအမနဲ့လာဆော့တာပါအလီနာတို့ပေါ့နော်မတင်လာကြပြီဖြစ်တဲ့အတွက်အခုအလီနာတို့ပြန်ပေါ်လာပါပြီနော်ဗီဒီယိုလေးမစခင်မှာအလီနာတို့ channel ကို like and subscribe ပြုလုပ်ပြီးတော့like and subscribe ပြုလုပ်ပြီးတော့ပေါ့နော်ဘေးကခေါင်းလောင်းလေးလည်းနှိပ်ခဲ့ပြီလို့ကြောက်ဆိုကြပါရှင်ဆိုတော့ဒီဗီဒီယိုလေးရေစင်ခုလိုက်အောင်ခင်ဗျာရှိသမျှအကုန်ထည့်ပါမယ်ကိုမွေးနိုင်နဲ့ရှိသမျှအကုန်ထည့်ပါမယ်ခင်ဗျာဟုတ်တယ်နော်အဲ့ဒါအလီနာဟုတ်ပါတယ်နင်းလည်းမဝင်နိုင်ဘူးငါလည်းမဝင်နိုင်အငိမ့်လေးအလီနာတို့လည်းအပေးဖို့ပြောချင်ပါတယ်အလီနာဆန်ပါတဲ့ဟိုမှာရေးထားတယ်တိလားသူရေးထားတာမောင်ဆောက်တာပါအလီနာမှာ YouTube ကမရှိတာဘူးသူကသူရှောက်ပြောနေရမှာနော်သူကဖန်မရှိလို့ပါဆိုအလီငါပြမလားနင်းကပြလိုက်ဆိုတော့ဘောနော်ဟိုကဗာလဲအလီနာဖန်ဆိုလို့ရှိရင်အလီနာကိုပေါ့နော်အီလို့ရေးခဲ့ပါအီလို့ရေးခဲ့ပါအီပေါ့နော်အီလိုက်ပေါ့နော်ဟိုကဘယ်လာဖန်ဆိုလို့ရှိရင်ဘယ်လာ B လို့ရေးခဲ့ပါဘယ်လာလို့ရေးကြမှာတော့ B လို့ရေးခဲ့ပါနှစ်ယောက်စလုံးချင်းတော့ BA လို့ရေးခဲ့ပါ BE လို့ရေးခဲ့ပါ BE any banana ငပြေးသည်ဆိုတော့သူကအရင်ဆောက်ခွက်ပြောင်းတတ်တယ်ပေါ့နော်အဲ့ကြောင့်ဖန်ကိုချစ်တာသူချစ်တယ်သူချီတော့ရှစ်တရားကျော်ဆက်လာပါခင်ဗျာလာမပလိန်ကြပါနဲ့ကျမတို့အဖိုးပါအဲ့ဒါတော့ပလိန်နဲ့ဆဲပဲဆိုတော့သူတယ်ဆိုအလီနာကပေါ့နော် तू ကအရန်ဆောက်ကျင်ရောက်ပါတယ် तू ကအရန်ဆောက်ကျင်ရောက်တယ်ပေါ့နော် तू ကအိမ်မှာဆိုလို့ရှိရင် तू ပဲပေါ့နော် तू ပဲဆရာကြီး तू ပဲလုပ်မယ် तू ပဲလုပ်မယ်ဘာကြီးမတော့နေအခုနေကိုင်းနေမှာငါဖော် Okay သွားပါမယ်ဆိုတော့ဒီနေ့ကကြတော့ပေါ့နော်ဟိုအလီနာတို့ကကြတော့ပေါ့နော်အလီနာတို့ဗီဒီယိုလေးကိုအသေးလေးပြဖို့ပြောချင်ပါတယ်အခုကြရင်တော့ပေါ့နော်ဘယ်လာပြန်ကိုင်းပါတယ် Happy Highway Happy Mary Johnny John สวัสดีครับอายุแม่มี่แกย่าป่ะဖန်နေအလုံးကိုချစ်ပါတယ်အနီလာဖန်နေလေးချစ်ပါတယ်ဘယ်လာဖန်နေလေးချစ်ပါတယ်ဆိုတော့ဘယ်လာအနီလာဖန်မရှိတော့ဘူးထင်ပါတယ်မရှိလို့ပဲရောက်တယ်ဆိုနားထက်တောင်များနေအနီလာဖန်မရှိထင်ပါတယ်အလီနာကိုတနာစရာကောင်းပြီးဖန်နေတောင်းပေါ့နော်ကျန်လို့ရှိရင်လေရပါတယ်အလီနာအကောင့်ဘယ်လာအလီနာအကောင့်ဘယ်လာတင်ပေးမယ်မတင်ပါနဲ့တင်ပါမတင်ပါနဲ့ဖျက်သည်အဆိုလို့ရှိရင်နေကောင်းလားချင်းလာကြိုက်လို့ပါရှင်တောင်းမှပါတယ်ရှင်ဗျမ်းကလေးစတော်တောင်းမှပါတယ်အနေကောင်းလည်းလာမှန်းလိုက်ဒီ post မှာနော်ဆိုတော့အားလုံးပဲပေါ့နော်အားလုံးပဲပါစလေးပိတ်ထားကြပါကတော့သူတို့မရင်နဲ့တခါဖေးလာစောက်ပါစလေးပိတ်ထားပါရှင်ပိတ်ထားပြီမဟုတ်လေဖေးလာတော့နားကြီးပါပါစပိတ်ပြီးတော့ဘလို့ရိုက်ရမှာဖေးလာတော့နားကြီးပါတယ်ရှင်နားကြီးနားပိတ်ထားပါครับสวัสดีค่ะအရင်အားလာလို့ပေါ့နော်ဒီထဲမှာပေါ့နော်ဘလောက်ဆိုတော့နောက်ဟိုတနည်းမဟုတ်ဘူး လေ subscriber ဟိုတနည်းပေါ့နော်ဘလာရဲ့ ACC မှာတွေ့ပေါ့နော်လီနာနဲ့ဘလာရဲ့ချင်းလေးဆိုပြပါလားတဲ့အဲ့ဒါဆိုပြလိုက်ပါလီနာနဲ့ဆိုပြလိုက်အောင်ဆိုပြဟာချင်းမရဆိုခဏလေးပေါ့နော်ပြောရရှိပါတယ်အလီနာတို့ပေါ့နော် 1K ပြေးလို့ရှိရင် subscriber 1K ပြေးလို့ရှိရင်အလီနာနဲ့ဟုတ်ပြီလေနေ့ပုံပြပွားပြီလေအလီနာနဲ့ဘယ်လား live stream လုပ်ပေးပါမယ်အဲ့ဒီတိုင်းအားပေးကြပါအောင်ရှင် streaming လုပ်ပါမယ် live stream လုပ်ပါမယ်အဲ့တော့ဟိုရဲ့ပိုင်းနေရပေါ့နော်ဟိုရဲ့ပိုင်းနေရစမပြန်ပေးတဲ့အတွက်လည်းအဆင်ပြေပါလေအခုလောက်ခိုင်းစီစဉ်လည်းရပါတယ်အခုကကြတော့နော်ဘယ်လာမပါဘူးပေါ့နော်ဘယ်လာခဏကိုကြီးပဲပြထားပါပါဘယ်လာခဏကိုကြီးပဲပြညနေတိုင်းမပါပါဘူးလောက်ခိုင်းစီစဉ်လို့ရှိရင်ဂုံးချုပ်ထားလိုက်မယ်လောက်ခိုင်းစီစဉ်လို့ရှိရင်လည်းပေါ့နော်အခုပြောခဲ့လို့ရပါတယ်နော်ဘယ်လာမရှောက်ခုတ်ပြကြည့်လိုက်တော့လက်ခနဲ့နဲ့ခုတ်ပါတယ်မတော်သူလုံနေတာပြက်နေလေအဲ့ဒါအဲ့ဒါလည်းနေလုံနေအောင်လားရိုင်းဆိုင်တာပဲနဲ့လို့ပေါ့ကောင်မကြာလာ
မရိုင်းထွားကြအလီနာကြမဟုတ်အလီနာလို့မပြောအီလီနာပေါ့နော် ဆိုတော့ဒီတပွဲပြီးရင်တော့အလီနာတို့ရက်ပါမယ် so now here မှာလည်းအလီဘယ်လောက်အားပေးလို့ရပါတယ် အလီနာကိုလည်းအားပေးလို့ရပါတယ်အလီနာနဲ့တွေ့ရတာရှားရပေါ့နော်ဘယ်လာနောက်နေ့ကြောက်လို့ရှိရင်ဘယ်လာတို့ယူဂီဆိုတဲ့ကောင်မလေးနဲ့တွေ့ရပြန်မယ်ဆိုတော့အဖီကိုလည်းစောင့်ကြည့်ပေးကြအောင်အားလုံးပဲ okay နော်ဆိုတော့ bye guys see you in the next video ဒီနေ့ဗီဒီယိုလေးကတော့နောက်နေ့ဗီဒီယိုမှာပြန်တွေ့ပါအားလုံးပဲ bye bye အားလုံးချစ်တာပါ